နေ့တော့ဂုံရှိတာမတရားလေးရပါလိမ့်မယ်ရပါလိမ့်မယ်နာမည်ရေးရပါဘူးမလို့လားကိုစိတ်လေဝဲဝမ်းတော်တော်ခိုင်နေပြီးတော့ရှေ့က30လုံး level 1ကိုတပည့်တော့အကုန်ပြိုင်းဖြေနိုင်တယ်ဗျာတပည့်တော့ဖြေတဲ့ပတ်ကြမှာ level 1ကတော်တော်ခက်အဲ့လိုဖြစ်တာကိုရှိတာပေါ့ဘုရားကိုရှိပါလေ level 2သမားတွေကပြောတယ်ငါတို့ level 1တော့အဲ့ဒါဆိုငါမအောင်တော့ဘူးတဲ့ပြီးတော့အခုတပည့်တော်တပည့်တွေ12ယောက်လောက်ဖြေမှာဗျဟုတ်လားပြီးတော့အောင်တော့ဖြေခိုင်းလို့ရပါတယ်ဗျစုတော်ဝင်လည်းထုတ်တာဘုံလူပိုင်3သိန်းအောင်ရင်3သိန်းခွဲကြာရင်9000ဗျဖြေတယ်ဆိုတော့သူကစာကိုဖြတ်ချောက်မဟုတ်တော့တော်တော်မှွေပြီးသွားတယ်တန်လို့ရှိပါလေနားလည်းဘုံတော့တပည့်အတော်ရအဲ့ဒါကတော့ရှိဘူးလား